အခုကျွန်တော်ကဒီမှာလဲဒီ music sheet ကိုပြထားတာပေါ့နော်ပထမဆုံးမြင်ရမှာတော့ကျွန်တော် semi brave British အတန်နာမည်နဲ့ပေါ့နော်ဒါ American name နဲ့ဆိုရင်တော့ Hono လို့ခေါ်တယ်အဲ့တော့ကျွန်တော်ကဒီမှာသူကဝိုင်းလေးဒီဝိုင်းလေးကတစ်ခေါက်တီးပြီးရင်အတန်ရှင်းရ၄ချက်တီးသွားမယ်ကဲကျွန်တော်တို့ metronome လေးကိုနားထောင်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 1 2 3 4အဲ့တော့ကျွန်တော်တို့ကပထမဆုံးပြီးမှ essence လေးပါပြီးတော့တီးရမယ်ကဲကျွန်တော်တို့ temperature ကိုကြည့်အောင်နော်ကျွန်တော်တို့ဒီကောင်ကိုကျွန်တော်တို့ down နဲ့လည်းကျင့်မယ် up နဲ့လည်းကျင့်မယ်ညာဘက်လက်တော့ကျွန်တော်တို့ metronome လေးကိုကျင့်မှာယူပြီးကျင့်ပါမယ်3 4ကျိုးကအစင်လိုက်အပေါ်ကနေပြီးအောက်ထီကို flat 9မှာပဲသုံးပါမယ်ကျွန်တော်စပြီးတီးအောင်နော် down 3 4 up 2 3 4 down 2 3 4 up 2 3 4 down 2 3 4 up 2 3 4ကျွန်တော်တို့တစ်ခေါက်တည်းနဲ့အားလုံးလက်တွေအားလုံးပို့ပြီးအတန်မာလာအောင်လက်ကလေးကိုလည်းပြောင်းပြအောင်နော်လက်ကလေးကိုတောင်းနေမယ်တောင်းပြီးတော့ခုနလိုပဲလာထု exercise ပဲပေါ့နော်ဒီ note ကိုပဲလက်ပြောင်းသွားတာပဲရှိမယ် down up 2 3 4 down up တန်ချိန်လေးခြံထားခဲ့မယ် down up ကျွန်တော်တို့ဒီဟာတွေအကုန်လုံးလက်တကြွယ်လေးတောင်းပြီးတော့လေ့ကျင့်ပေးမယ်ဒါက phonograph ခေါ်ဒါပေါ် semi brave exercise ဖြစ်ပါတယ်ဒါလေးကို metronome 85နဲ့လေ့ကျင့်ပေးလို့လည်းရတယ်80နဲ့လည်းလေ့ကျင့်ပေးလို့ရပါတယ်